စုရဲကိုကဲတင်ဖို့ရောက်ရှိလာတဲ့တခင်ကြီးဖူရှင်းဟာဖမ်းမိသားစုအိမ်တော်အထိလိုက်သွားပြီးဇနီးဖြစ်သူကိုဒုက္ခပေးထားတဲ့ဟန်ယူနဲ့ဖမ်းမိသားစုကိုပြက်ပြက်သားသားထုတ်ပြန်ခဲ့ပါတယ်ဖမ်းမိသားစုဘိုးကမိသားစုရင်းနှီးမှုကိုအကြောင်းပြပြီးဒူးထောက်တောင်းပန်ပေမဲ့ဖူရှင်းကတော့လုံးဝခွင့်မလို့ပဲဖမ်းမိသားစုနဲ့စီးပွားရေးပူးပေါင်းမှုအားလုံးကိုချက်ချင်းဖျက်သိမ်းလိုက်ကဥပဒေအတိုင်းထိုက်တန်တဲ့ပြည်တံပေးခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ဖုံးတော်ကြီးရဲ့အဆိုအရဖူရှင်းရဲ့အသက်အန္တရာယ်ချိန်စာကနေလွမြောက်ဖို့စုရဲရဲ့ကံကြမ္မာကိုဆက်လက်တုံးချနေပါကစုရဲဘက်ကဝေဒနာတွေကူးဆက်ပြီးအသက်အန္တရာယ်ထိခိုက်ရတော့မှာဖြစ်ပါတယ်အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့စုရဲရဲ့ခြေထောက်တွေဟာအံ့ဩဖွယ်ပြန်လည်ကောင်းမွန်လာခဲ့ပြီးပုံမှန်လူတစ်ယောက်လိုလမ်းလျှောက်နိုင်တော့မယ့်အခြေအနေစီရောက်ရှိလာခဲ့ပါတယ်။စုရဲဟာသူမကိုဒုက္ခတွေထဲကကယ်ထုတ်ပေးခဲ့တဲ့ဖူရှင်းကိုအလွန်ပဲကျေးဇူးတင်မိပြီးဖူရှင်းနဲ့အတူဘဝကိုတစ်သက်လုံးပျော်ရွှင်စွာဖြတ်သန်းသွားခြင်းနဲ့မေတ္တာတွေကိုယူသားစွာဖွင့်ဟပြောဆိုခဲ့ပါတယ်။ဒါပေမဲ့စုရဲကိုသူ့ရဲ့ချိန်စာဆိုးခံစားရမှာနဲ့ရန်သူတွေရဲ့ရန်နာနေကာဝယ်ပေးခြင်းနဲ့ဖူရှင်းကတော့ရင်ခွဲမတက်ခံစားရပေမဲ့စုရဲကိုသူ့ဘဝထဲကနေအပြီးပိုင်မောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖူရှင်းဟာစုရဲအပေါ်စိတ်ကုန်သွားသလိုသူမရဲ့ကုန်ကျန်းတဲ့နောက်ခံကိုအနိုင်ကျင့်နှိမ့်ချတဲ့စကားတွေကိုရဲရဲဆက်ဆက်ပြောဆိုရင်းဝါရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့အတင်းအာရမဖိအားပေးပါတော့တယ်။စုရဲခမညာရုပ်တရက်ပြောင်းလဲသွားတဲ့ဖူရှင်းရဲ့အပြုတ်မှုတွေကြောင့်မယုံနိုင်ပဲမူကြွေးတောင်းပန်ခဲ့ပေမဲ့ဖူရှင်းကတော့မတိကျကြုံပြုပြီးတွန်းထုတ်ပစ်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ဖူရှင်းဟာစုရဲကိုမုန်းတီးလို့လမ်းခွဲခဲ့တာမဟုတ်ပဲကွာရှင်းစာချုပ်ထဲမှာသူ့ရဲ့အကောင်းဆုံးစီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေနဲ့အမြတ်ဆုံးအများဆုံးကုမ္ပဏီတွေကိုစုရဲရဲ့အနီးပေါက်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။စုရဲဘဝတစ်သက်လုံးဘာမှပူပန်စရာမလိုပဲစိတ်အေးချမ်းသာစွာနဲ့ဘေးကင်းစွာနေထိုင်နိုင်အောင်အရာအလုံးကိုနောက်ွယ်ကနေတိတ်တဆိတ်ပြင်ဆင်ပေးခဲ့ပါတယ်။ဖူရှင်းကိုနောက်ဆုံးအနေနဲ့တွေးဆုံပြီးနှုတ်ဆက်ဖို့စုရဲရောက်ရှိလာခဲ့ပါတယ်။စုရဲကဖူရှင်းအတွက်သူမကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့စံပြုတ်ကိုကြွေးခဲ့ပြီးဖူရှင်းစားပြီးရတဲ့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့စံပြုတ်ကိုစားပြီးနောက်မှာတော့ဖူရှင်းဟာရုတ်တရက်ကောင်းမှုဝေလာပြီးတတိလင်မလို့ဖြစ်သွားခဲ့ပါတယ်။တကယ်တမ်းမှာတော့စုရဲဟာဖူရှင်းရဲ့ချိန်စာဆိုးကိုခြေဖြတ်ပေးဖို့အတွက်သူမရဲ့အသက်နဲ့ကံကြမ္မာကိုရင်းနှီးပြီးတခင်ကြီးဖူရှင်းကိုကဲတင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဖုံးတော်ကြီးမိန့်ကြားခဲ့တယ်လို့ပဲဖူရှင်းရဲ့အသက်အန္တရာယ်ကံကြမ္မာလွတ်မြောက်သွားခဲ့ချိန်မှာတော့စုရဲရဲ့အသက်အန္တရာယ်ရည်တွက်မှုစတင်ခဲ့ရပါတော့တဲ့အချိန်နဲ့ငယ်ကြာပြီးနောက်မှာတော့စုရဲဟာအန်ရှင်းဆိုတဲ့အမည်တစ်နဲ့အတူမျက်စိမမြင်ရတဲ့မျိုးသမီးတစ်ယောက်အဖြစ်ကုမ္ပဏီတစ်ခုမှာထိကန်းရောင်းဝန်ထမ်းအဖြစ်ရုံးကန်ရှင်သန်နေခဲ့ပါတယ်။သူမရဲ့ခြေထောက်ပြီးပြန်လည်ကောင်းမွန်သွားခဲ့ပေမဲ့ကံကြမ္မာရဲ့အလဲအထက်ကြောင့်မျက်စိကွယ်သွားခဲ့ရတာဖြစ်ပါတယ်။ဒီနေ့မှာတော့သူမရဲ့လုပ်ဖော်ကိုင်ဘက်ကပေကျင်းရဲ့ခိတ်တန်းဖူရှင်းအုပ်စုစီကနေယင်းနှိမ့်မြုံနယ်မှုရတော့မယ်လို့ဝမ်းသာအားရပြောပြခဲ့ပါတယ်။တခင်ဖူရှင်းရဲ့အမိကိုရုတ်တရက်ပြန်လည်ကြားလိုက်ရတဲ့အခါစုရဲရဲ့ရင်ထဲမှာအတိတ်ကနာကျင်ပွဲအမတ်တရားတွေနဲ့အတူစိတ်လှုပ်ရှားတုံ့လုပ်သွားခဲ့ပြီးအလုပ်ကိစ္စအကြောင်းပြကချက်ချင်းရှောင်ဖက်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဖူရှင်းဟာစုရဲကိုအပူတပြင်းလိုက်လံရှာဖွေနေခဲ့ပြီးသူမကိုနောက်ဆုံးတစ်ခေါက်လောက်ပေးခွင့်ရရင်တရားပါစေစိတ်တက်နဲ့အနှံဝေးရာအထိစုံစမ်းခိုင်းနေခဲ့ပါတယ်။နန်းပေါ်မှာကားမောင်းနေရင်စုရဲနဲ့အလွန်တူတဲ့အမျိုးသမီးကိုတွေ့လိုက်ရတဲ့အခါဖူရှင်းဟာကားကိုရုတ်တရက်ရက်ခိုင်းလိုက်ပြီးအတွင်းရေးမှုဝန်ချမ်းကိုချက်ချင်းစီစစ်ခိုင်းလိုက်ပါတော့တယ်။